မိမိရဲ့ဘဝမှာငွေကြေးစီးပွားရေးအလုပ်ကိုင်အခြေရေးကျန်းမာရေးချမ်းသာဒုက္ခဒါတွေအားလုံးကိုပြည့်ပြည့်စုံခြင်းနဲ့ဆိုတဲ့လူတွေအတွက်မိဒီမှာခေါ်လေးအရာပိတ်ကပိုင်းပုံစံကြီးလုပ်ထားပေးတယ်အဲ့တော့ဒီမှာကားရုံလေးရဲ့ကြောင်ရုံလေးရဲ့နှစ်ရုပ်ရှိတယ်အဲ့ထဲကကိုစိတ်ကြိုက်ရာအယုတ်တရုတ်ကိုရွေးချယ်ပေးပါနောက်တစ်ခုသတိပေးချင်တာကဒီဗီဒီယိုကိုဒီအယုတ်ကိုရွေးချယ်ပြီးသွားလို့ရှိရင်တေချာဒီဇိုင်းမဲ့လိုက်လုံမယ်ဆိုတဲ့သူတွေပဲရွေးချယ်ပေးပါသူကတလဒိတ်ထန်ဝေးရမှာဖြစ်တယ်ဂါရာကားကြတော့သူကအရှိကြီးမဟုတ်ဘူးအတိုလေးတွေပဲအဲ့ဒါကောင်မှတကားတပုတ်ကိုတစ်နေ့ကို28ခေါက်တလတီတီဝင်ပေးရမှာဖြစ်တယ်ပြီးလို့ရှိရင်ဒီဗီဒီယိုကိုစေ့ထားပါစေ့ပြီးလို့ရှိရင်တလအတွင်းကို20တစ်နေ့ကို28ရက်30မပြတ်မကွက်လုံးရခြင်းရဲ့အကျိုးကျေးဇူးကဘာတွေဘလို့တွေပြောင်းလဲသွားတယ်ဆိုတာကိုဒီဗီဒီယို comment မှာပြန်ပြီးတော့မှန်ပေးရမှာဖြစ်ပါတယ်အဲ့တော့မင်းတို့ပထမဆုံးကားရုံလေးရဲ့ကြောင်ရုံလေးရဲ့နှစ်ရုပ်ထဲကတစ်ရုပ်ကိုရွေးချယ်ပေးပါပထမဆုံးကားရုပ်ကိုရွေးချယ်တဲ့သူတွေကားရုပ်ကိုရွေးချယ်တဲ့သူတွေကအခုဒီအောက်ကကာရာလေးကိုတစ်နေ့ကို28ခေါက်ရက်30တိတိရွှေ့ပေးရမှာဖြစ်တယ်ဒီကာရာမှာကဒီမှာစက်ကွန်ရှာရိုက်ထားလိုက်ရရနော်ဒီကနေပြီးတော့ဒီပေါ့အကောပုတ်တော့အကောတံမောအကောတန်ကောအနုတတော်အကောမိခုပါကောဟောတုရရင်အိစီတန်သမီးဆန်တုတန်တန်အိစီတန်သမီးဆန်တုဖျားရှင်သည်လောကနာအမျက်ဆုံးဖြစ်တော်မူပါပေ၏တရားတော်သည်လောကနာအမျက်ဆုံးဖြစ်တော်မူပါပေ၏တမှု၏အရေးအနှဖျားသောတန်ကတော့အရှင်မြတ်အပေါင်းသည်လောကနာအမျက်ဆုံးဖြစ်တော်မူပါပေ၏ဤသို့မှန်သောအစစကားကိုဆိုအားခြင်းကြောင့်တပိတော်ကအလိုရှိရသောကောင်းကျိုးများနှင့်ပြည့်ပြည့်စုံပါသည်တတိအဲ့တော့ဒီကားရုပ်ကိုရွေးချယ်တဲ့သူတို့တော်များများကကိုယ့်ဘဝမှာကိုပြုလုပ်ခဲ့ဖို့လေကောင်းမှုကုသိုလ်တွေရှိခဲ့လိမ့်မယ်အဲ့တော့ဒီကောင်းမှုကုသိုလ်တွေကိုသူကတစ္ဆာတိုင်းတယ်ပြီးတော့ကြာတော့ကိုယ့်အနေနဲ့ကကိုယ့်ဘဝမှာကိုလိုချင်တဲ့ကောင်းမှုတွေကိုထပ်ပြီးတော့ဆင်ပေါ်ခိုင်းတာဖြစ်တယ်နောက်တစ်ခုကကြတော့မေတို့ကြောင်ရုံလေးကိုရွေးတဲ့သူတွေအတွက်မေတို့နောက်ထပ်ကဒီကြောင်ရုံလေးကိုရွေးတဲ့သူတွေကြောင်ရုံလေးတို့ရွေးတဲ့သူတွေကလည်းဝင်ရမယ့်အတိတ်ထန်ရက်အခောက်ရအတူတူပဲတစ်နေ့ကို28ခေါက်ရက်30တိတိရွတ်ပေးရမယ်ရွေးရမယ့်ဂါရာလေးကဒီဂါရာလေးပေါ့အောင်မြင်ချမ်းသာလက်ပွင့်သိဋ္ဌိခါရာချောင်းဝဆရာတော်ကြီးစီကရှိပြင်းရှိခါရာကျော်ပေါ့နော်သူကကြတော့အဓိကသိဋ္ဌိအစုံစုံပြီးမြောက်အောင်မြင်စီဖို့အတွက်ဗုဒ္ဓဇေယံဗုဒ္ဓဒုက္ခံဗုဒ္ဓလာဘံဗုဒ္ဓဒဏ္ဍဓမ္မဇေယံဓမ္မဒုက္ခံဓမ္မလာဘံဓမ္မဒဏ္ဍတန်ခါဇေယံတန်ခါဒုက္ခံတန်ခါလာဘံတန်ခါဒဏ္ဍသိဋ္ဌိဇေယံသိဋ္ဌိဒုက္ခံသိဋ္ဌိလာဘံသိဋ္ဌိဒဏ္ဍအဲ့တော့ဒီကာရာလေးတဲ့မြန်မာအနက်အဓိပ္ပာယ်ကိုသိချင်တဲ့သူတွေကတော့မေကိုကုန်းမှာမေးခဲ့ပေးပါမေကုန်းမှာပြန်ပြီးတော့ပြန်ရှင်းပြပေးပါမယ်အဲ့တော့မဖြစ်မနေလိုက်လို့ကြပါအကျိုးစီးပွားတွေကောင်းကျိုးနေတဲ့အားလုံးရရှိကြပါသည်မိကိုရန်နဲ့ဒီရဲ့ဒိဋ္ဌာန်လေးတွေမှာပေါဝင်မှာဖြစ်ပါတယ်မိမိတို့တည်တဲ့တာရရီဒီကြည့်ချင်တဲ့သူတွေကဝမ်ကရှင်ကို3000မိမိတဦးစာရဲ့စီးပွားရေးကျန်းမာရေးအခြေအနေအရက်ရဲ့အတွက်ဆိုလို့ရှိရင်1000ကျပ်လူနှဦးကြားကကန်အချင်းတွေအတွက်ဆိုလို့ရှိရင်2000ကျပ်ကိုရဲဆိုး live ဗီဒီအိမ်မက်နမိတ်ကောက်တာအဖြေကောက်တာအဓိကတော့ဗီဒီနဲ့ပတ်သက်ပြီးတော့ကိုသိကျင်တဲ့အကြောင်းအရာတွေလာပြီးတော့မေးလို့ရပါတယ်ကြီးတုံးဝင်လာပြီးတော့ပညာကြီးတွေဝင်လာပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ် Viber Telegram 39ခွ88ခွ88 350ဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းစိတ်ကြံ့ခိုင်ခြင်းကိုယ်ကြံ့ခိုင်ခြင်းများနဲ့ပြည့်စုံကြပါစေရှင်အေးချမ်းမှုတွေအားလုံးရရှိကြပါစေရှင်